မင်းကိုဈေးသိမ့်မကြတဲ့ကားတစ်စီးပြလိုက်ရင်အေးရဒီကောင်ဈေးသိမ့်မကြဘူးလားဆိုမြောင်ဖြစ်မှာပါဒီမှာဈေးသက်သာပဲမဲ့ဈေးကြီးကားလို့ပုံပေါက်တဲ့လီးစီကိုဖြိုပြမယ်တမ Toyota Camry 2025 Camry ဆိုတာ luxury sedan လို့ဖြိုလို့ရမယ်အပြင်ပန်းဒီဇိုင်းက Lexus လို့ပဲဈေးကတော့$28,000လောက်ပဲနီးပညာပိုင်းယုံကြည်မှုပိုင်းလည်းအပြည့်အဝရှိရဲ့နှစ်မ Hyundai Elantra 2025ဒီကားကိုမြင်ရင်မိုက်တာကြောင့်ဈေးကြီးထင်မိပင်ပဲဈေးကတော့$22,000လောက်ပဲဒီဇိုင်းက futuristic ထစ်ပြီး interior ဘိုင်းကလည်းမျက်စိမချက်အောင်လှတယ်လျှက်စီးနီးပညာတွေလည်း update ထစ်နေရဲ့သုံးမ Kia K5 2025တန်ဖိုးနဲ့ညီပြိုင်ဖို့ခက်တဲ့ sedan တစ်စီးဈေးကတော့$25,000လောက်ပဲဘောင်နီဒီဇိုင်းက European luxury ကားလိုပဲအတွင်းပိုင်းလည်းပပနဲ့ comfortable အញ្ញံကောင်းတယ်လေးမ Honda Accord 2025ခိုင်ခံမှုနဲ့ဒီဇိုင်းကိုပေါင်ခါလဲမော်တယ်အပြင်ဘန်းက classic ခစ်ပြီးဈေးကတော့$29,000လောက်ပဲဒါတွေကဈေးသက်သာပေမဲ့ဈေးကြီးကောက်လို့ပုံပေါက်နေတဲ့လီစီပါမင်းကဘယ်ကားကိုအကြိုက်ဆုံးလဲ comments မှာရေးလိုက်တော့အဲ့လိုကား fat အသက်တည်အမြဲကြည့်ချင်ရင် follow လုပ်ထားလိုက်နော်